โอเคအားလုံးပဲမင်္ဂလာပါ AI နဲ့ဒီလိုဗီဒီယိုလေးတွေဖန်တီးပြီးတော့ YouTube ပေါ်မှာပတ်စံရှာလို့ရပါတယ်ဒါဆိုရင်ကျွန်တော်ကဒီလိုဗီဒီယိုလေးတွေဘယ်လိုဖန်တီးမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ပြောချင်ပါတယ်ဟုတ်ပြီကျွန်တော် Chrome ထဲကိုဝင်မယ် Gemini ထဲကိုဝင်မယ်ပြီးရင်ကျွန်တော်တို့ဖန်တီးခြင်းတဲ့ပုံလေးတစ်ပုံယူလိုက်မယ်ကျွန်တော်ဒီကြောင်ပုံလေးယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ promote ထည့်မယ်ဒီ promo ကိုကျွန်တော် description မှာချထားပါတယ်ပြီးရင်ကျွန်တော် page လုပ်မယ်ကျွန်တော် Gemini မှာပုံထုတ်မယ်ခဏတော့စောင့်ရမယ်ဗျသူပေါ်လာပြီဟုတ်ရုပ်ထွက်ကိုတစ်ချက်ကြည့်လိုက်โอเคကျွန်တော်ဒီလိုပုံလေးရမယ်ပေါ့နော်โอเคကျွန်တော်ဒါလေးကို download လုပ်မယ်ပြီးရင်ကျွန်တော်နောက်တစ်ပုံလုပ်မယ်ကျွတ်ပုံလေးကိုကျွန်တော်တို့လုပ်မယ်ခုန promo ကိုပဲကျွန်တော်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်ခဏစောင့်မယ်ဒီမှာဒါမဲ့သူကရုပ်ထွက်ခြင်း position တော့မတူသူအဆင်ပြေလို့လုပ်ပေးတော့တာ AI อ่ะလीโอเคဟုတ်ပြီကျွန်တော်ပြီးရင်နောက်တစ်ပုံထည့်ထည့်မယ်နှစ်ကောင်စလုံးပုံကြောင်းနဲ့ကျွတ်ပုံလေးခုန promo ကိုပဲကျွန်တော်သုံးမယ်ဟုတ်ပြီဒါကကျွန်တော်အခုသုံးထားတာက nano banana နဲ့သုံးထားတာဖြစ်တယ်ပေါ့နော်โอเคသူကဒီလိုလေးထွက်လာတယ်ကြော်ညာဆိုင်ပုတ်လိုမျိုးလေးဒါကိုလည်းကျွန်တော်တောင်းလိုက်မယ်အဲ့လိုပဲကျွန်တော်တို့ကမြန်မာနိုင်ငံမှာနေရဆိုတော့ line မကောင်းတော့ခဏစောင့်ရတယ်ပြီးရင်ကျွန်တော် flow ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ပြီးရင် Google လက်ကထုတ်တဲ့ flow တွေကိုသွားမယ်ဒီနေရာမှာပြောချင်တာက VPN လေးချိန်ထားပေးပါနော် US VPN ဆိုရင်ပိုကောင်းပါတယ်โอเคကျွန်တော် flow တွေကိုရောက်ပြီ create with flow အဲ့ထဲကိုကျွန်တော်ဝင်မယ်ဒီမှာကျွန်တော်တို့အကောင့်မဖွင့်ရသေးတဲ့လူဆိုရင်ဒါ Google အကောင့်နဲ့လည်းဖွင့်လို့ရတယ်ပေါ့နော်ကျွန်တော်ကဒီမှာဖွင့်ပြီးသားဆိုတော့ဖွင့်စရာမလိုတော့ဘူးပြီးရင်ကျွန်တော်တို့ new project ဒါကိုနှိပ်မယ်အမှဒီမှာ promote ထည့်ရမယ်နေရာပေါ့နော်ပြီးရင်သူ့မှာအများကြီးရှိတယ် text to video ရှိရယ် frame to video ရှိရယ်အမှအများကြီးရှိရယ်စာသားနဲ့လည်း video ထုတ်လို့ရတယ်ဓာတ်ပုံနဲ့လည်း video ထုတ်လို့ရတယ်ပြီးရင် image ပုံတွေလည်းထုတ်လို့ရတယ်โอเคသူ့မှာ model ဘယ်နှခုပါလဲကျွန်တော်တို့တစ်ချက်ကြည့်မယ် VEO 3.1 fast အမှတစ်ခုပြီးရင် VEO 3.1အောက်မှာ quality ကတစ်ခုပြီး VEO 2တစ်ခုနောက်တစ်ခု quality တစ်ခု fat တစ်ခု quality တစ်ခုရှိရယ်โอเคအားလုံး4ခုပါကျွန်တော် fat 3.1 fat နဲ့ပဲထုတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ထုတ်ချင်တဲ့ပုံကိုကျွန်တော်တို့ဒီမှာယူလိုက်မယ်ပေါ့နော်အဲ့လိုလုပ်မယ် file နဲ့ကိုသွားမယ်ခုနကျွန်တော်တို့ Gemini ကထုတ်ထားတဲ့ပုံလေးကိုကျွန်တော်တို့ဒီမှာထည့်မယ်ကြောင်ပုံလေးထည့်လိုက်မယ်ဒီမှာ site ရွေးလို့ရတယ်ပေါ့နော်ကျွန်တော် 60.9 ပဲ69ပဲထည့်လိုက်မယ်နော်ဟုတ်ပြီပြီးရင်ကျွန်တော် video promote ကိုထည့်မယ်ဒါ promo ရေးတဲ့လူကတော့ကိုယ့်ဘာကိုအဆင်ပြေတယ်လို့ရေးလို့ရတယ်ပေါ့နော်တကယ်လို့ promo လိုချင်တယ်ဆိုရင်လည်းကျွန်တော်အောက်မှာချပေးထားတယ်โอเคကျွန်တော် generate လုပ်ပါခဏတော့စောင့်ရပါတယ်သူကနှစ်ပုံထွက်လာမယ်ပေါ့နော်ကိုလိုချင်တဲ့ပုံကိုယူလို့ရမယ်ကိုကြိုက်တဲ့ video ယူလို့ရတယ်ပေါ့နော် video နှစ်ခုထွက်လာတယ်ဟုတ်ပြီကျွန်တော်ဒီ video လေးကပထမ video လေးကဒီလိုလေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာလားပြီးရင်ဒုတိယ video တစ်ချက်ကြည့်မယ်
ဒါကကြတော့တစ်မျိုးဒါမဲ့သူကတိတ်အသက်မွေးသလိုပဲတွေ့တာဒီမှာမျက်လုံးကခတ်သွားတယ်လေကြောင်မျက်လုံးကခတ်သွားတယ်ဒါကတိတ်တဘာဝမကြောက်ဒီပထမဗီဒီယိုကပုံကတဘာဝကြတယ်ဟိုမှာကြောင်ရုပ်လဲပြောင်းသွားတယ်โอเคဒါကိုကျွန်တော်တို့ upload လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ထုံးလေးတူသွားပဲဒီကြွပုံလေးကိုလုပ်မယ်ပြီးရင်ကျွန်တော်တို့ပုံရွေးမယ်ဒီကြွပုံဟုတ်ပြီပြီးရင်ကျွန်တော် promo ကို page လုပ်မယ်ဒီမှာကျွန်တော်ထပ်ပြောပါဦးမယ်ဒီ flow ကိုသုံးတဲ့အချိန်မှာကျွန်တော်တို့က VPN လေးခံထားဖို့လိုတယ်ကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုရင်သုံးလို့မရဘူးဒါပေမဲ့ US VPN ဆိုရင်ပိုကောင်းတယ်โอเคဒီမှာ Jerry ကတုံးလုံးလေးလဲနေတာဒီကောင်လေးရောကျွန်တော်လူတိုင်းသိပါတယ်ကြောင်းနဲ့ကြွက်ကားကတွန်နဲ့ Jerry ပုံလေးပေါ့နော်ဒါကတော့ကျွန်တော်ဟိုနှစ်ပုံကိုထုတ်တာ promo ကတော့အတူတူပဲသုံးသွားတာဒါပေမဲ့သူထွက်လာတဲ့ဗီဒီယိုကမတူဒါပေမဲ့ဗီဒီယို quality ကဆောင်းရကောင်းတယ် okay ဒီလိုမျိုးလေးတွေလှုပ်ပြီးတော့ခင်ဗျားတို့ YouTube မှာတင်မယ်ပြီးရင် YouTube ကနေပြီးတော့ပတ်သက်ရှာလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်